အားလုံးပဲမင်္ဂလာပါဒီနေ့လေးလာဆန်းစစ်မှုကနေကြိုးဆိုပါရစေဒီနေ့ခေတ်မျိုးကြီးပြားကြီးဒီမှာရှိတဲ့အဖွဲအစည်းတွေတဖြည်းဖြည်းယူရင်းချဆင်လာတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်ရှေးဟောင်းသမိုင်းဝင်မဟာဗျူဟာတစ်ခုရှိနေတယ်ဆိုလားအယုံနိုင်စရာရှိပါမလားဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့အတူတူကလေးလာသွားမယ့်အကြောင်းအရာကဒါပါပဲကဲတောင်အာဖရိကနိုင်ငံရဲ့ချစ်လက်လေးတစ်ခုကနေစလိုက်ကြရအောင်ဗျာပထမဆုံး19နဲ့ခွန်မစ်ကစပြီးအခြေတရားဖြစ်နေပြီဖြစ်တဲ့ reform အသင်းတော်ပေါင်း100ကျော်လောက်ဟာမလွဲမရှောင်သာပေါင်းစည်းသွားရတာမျိုးဒါမှမဟုတ်တီတီတာတာကိုကြာဆင်းသွားတာမျိုးဒီဖြစ်ခဲ့တယ်ဆိုတာအန်တော်ရှာကောင်းတော့တွေ့ရပါတယ်ဒါတကယ်ကိုစိုးရင်စရာချင်းနေတကူပဲနော်ဆိုတော့ကဒီနေရာမှာစဉ်းစားစရာမိကွန်းတစ်ခုထွက်လာပါတယ်ဒီလိုခစ်တဲ့မျိုးပြားတွေမှာဖြစ်ပေါ်နေတဲ့အဖွဲ့အစည်းပိုင်းဆိုင်ရာကြာဆင်းလာမှုပြဿနာတွေကိုအဖြေရှာဖို့အတွက်လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကပထမရာစုသမိုင်းဝင်ပုဂ္ဂိုလ်သူစီမှာများတောချက်ရှိနေတယ်မလားဒီကနေ့ဖြစ်ရင်ကျေဦးပေါင်းစုရောရနေတဲ့မြို့ကြီးတွေရဲ့ကြီးမားတဲ့စိန်ခေါ်မှုတွေအတွက်ဒီလိုရှေးအောင်ဖြစ်ရှင်နေကြီးကအကောင်းဆုံးတရားတဲ့စင်ဖြစ်နေနိုင်တဲ့တကယ်ပါပဲအဲ့ဒီတော့ဒီနေ့လေးလာမယ့်အဓိကအကြောင်းအရာတွေကဘာတွေဖြစ်မလဲဆိုရင်ခစ်တဲ့မျိုးပြအကြက်အတဲရွှေခေတ်မဟာဗျူဟာပညာရှင်မျိုးပြဘိုးပြချင်းကမှုသတင်းစကားပုံဖော်ခြင်းကိုငွေနဲ့ရမုံငွေရှာဖွေခြင်းပြီးတော့နောက်ဆုံးနေ့နဲ့ဒီအချက်တွေကိုလက်တွေ့အသုံးပြုခြင်းဆိုပြီးအစဉ်စဉ်သွားကြပါမယ်ပထမဆုံးအပိုင်းအနေနဲ့ခစ်တဲ့မျိုးပြအကြက်အတဲဒါမှမဟုတ်မြို့ကြီးမားတဲ့အကြအစင်မှုဆိုတဲ့အကြောင်းအရာကိုစပြီးကြည့်လိုက်ရအောင်သူတို့ဒီကဒီလိုကြက်စင်းလာတဲ့ရင်းချောင်းရင်းတွေကိုဘယ်လိုသွန်းသက်ထားကြသလဲတကယ်အတိတ်ကတရားခံတွေကဘာတွေလဲဆိုရင်အဖွဲ့အစည်းတွေဟာကိုယ့်ကိုယ်တော့ဗဟုပြုလာကြတယ်အတိတ်ကမူလရွေချက်တွေကိုမိလျော်လာကြတယ်ပြီးတော့ကိုပိုင်ခိုင်မာတဲ့ယက်တိချက်တွေပျောက်ဆုံးလာသလိုအလုံးလေးမြန်စွာပြောင်းလဲနေတဲ့ခေတ်သစ်မျိုးပြပတ်ဝန်းကျင်ယဉ်ကျေးမှုမျိုးစုံနဲ့အဆက်တွေလုံးဝပြတ်တောက်လာတာတွေကြောင့်ပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ခေတ်နဲ့ညီမလိုက်နိုင်တော့တာပေါ့ဗျာကဲဒုတိယပိုင်းကိုဆက်သွားကြစို့ရှေးခေတ်မဟာဗျူဟာပညာရှင်တာရှုမျိုးသားပေါ်လူရဲ့အကြောင်းကိုလိဒကြည့်ကြပါမယ်ခုနကပြဿနာကိုဖြေရှင်းဖို့ဆိုရင်တာရှုမျိုးသားပေါ်လူရဲ့လှုပ်ဆောင်ချက်တွေကိုပြန်ကြည့်ဖို့လိုလာပါပြီသူကိုတာမန်ဘာသာရေးခေါင်းဆောင်တဦးအနေနဲ့တည်းမကြည့်ပဲချက်မြက်လွန်းတဲ့ပါရမီရှင်မဟာဗျူဟာပညာရှင်တဦးအနေနဲ့မြင်ကြည့်စီခြင်းပါတယ်စဉ်းစားကြည့်ပါခရစ်နဲ့44ကနေ53ဆိုတဲ့ကာလတိုလီအတွင်းမှာတင်ဂရိယောမကမ္ဘာအင်ပါယာကြီးရဲ့အဓိကအုပ်ချုပ်ရေးဗဟုဌာနတွေတခြားအမခန့်ချေရချနေဟဲ့တာဟာတကယ့်ကိုမယုံနိုင်စရာပါပဲဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာအကောင်းဆုံးကတော့တမန်တော်ဝတ္ထုအခန်းကြီး18နဲ့ထုတ်နှုတ်ထားတဲ့အင်္ဂလိပ်ခရာစီဆယ်လုံးမူဖောင်ပါပဲဒီမူဖောင်ကကိုယ့်ကိုစန့်ကျင်နေတဲ့ဒါမှမဟုတ်ဂရုမစိုက်တဲ့ပတ်ဝန်းကျင်တွေထဲမှာတော့ရှင်တန်ရက်တီးပြီးအပွဲစည်းကိုတိုးချဲ့နိုင်ဖို့အတွက်ပြီးဆုံးတဲ့လက်ဆွဲစာအုပ်ကြီးတောက်လို့ဖက်နေတာကိုတွေ့ရမှာပါဒီအချက်တွေကမှအရေးကြီးဆုံးနေပြတစ်ခုကိုတီးတန့်ဆွဲထုတ်ကြည့်အောင်ပါအဲ့ဒါကတော့လူရဲ့အလွန်ထူထပ်ပြီးယဉ်ကျေးမှုပေါင်းစုံစုဝေးနေတဲ့အချက်အရှာကြတဲ့နေရာတွေကိုရည်ရွယ်ချက်ရှိဖိမှတ်ထားချင်းကပ်ခြင်းပဲဖြစ်ပါတယ်တတိယဘိုင်အနေနဲ့မျိုးပြဘေဟိုဖြူမဟာဗျူဟာဖြစ်တဲ့အချက်အချာလမ်းဆောင်လမ်းကွာများကိုပေးမှတ်ထားခြင်းအကြောင်းကိုဆက်လက်လာကြပါမယ်။သူဟာရောမအုပ်ချုပ်ရေး green ချင်းချင်းဘူးနဲ့ဂျူးဘာသာရေးပြီးတော့စီးပွားရေးဆိုင်ရာတော်စလာမှုကြီးမားတဲ့မြို့ကြီးပြားကြီးတွေကိုရေရွချက်ရှိရွေးချယ်ခဲ့ပါတယ်။ဆိုလိုချင်တာကဗျာဒါဟာရောက်တရရဂျပန်ထော်လာလှုပ်ရှားနေကြတာလုံးဝမဟုတ်ပါဘူး။နိုင်ငံရေးစီးပွားရေးနဲ့ယဉ်ကျေးမှုတွေအားလုံးပေါင်းစုံနေတဲ့လမ်းဆောင်လမ်းခွာတွေကိုတိကျတေချာစွာတွက်ချက်ပြီးမှထိုးဖောက်ဝင်ရောက်ခဲ့တာခဲ့ပါတယ်။အပိုင်း၄ကတော့အသေးကသတင်းစကားကိုစီးလျော်အောင်ပုံဖော်ခြင်းတနည်းအားဖြင့်ပြည်သက်ကိုဖြစ်မှတ်ထားခြင်းဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။သူ့ရဲ့လူရဲ့ဆိုင်ရာချင်းကပ်ပုံကိုတစ်ချက်ကြည့်လိုက်။တရားစရကဂျူးတွေနဲ့စကားပြောတဲ့အခါမှာဓမ္မဟောင်းကျမ်းကဓမ္မကျောင်းတွေကိုအသုံးပြုပြီးဘုံတူညီချက်ကိုတည်ဆောက်ပါတယ်။ဒါပေမဲ့အာရီယိုပါကိုဂရီတွေနဲ့တွေ့တဲ့အခါကျတော့ချင်းကပ်ပုံပြောင်းသွားတယ်။ခွင်ရာစုကဒေတာခန်ကဗျာဆရာကြီးရဲ့စာသားတွေကိုကိုးကားပြီးတသနာကဗေဒနီးရဆွေးနွေးခဲ့ပါတယ်။ကိုပြောနေတဲ့ပရိသတ်အပေါ်မူတည်ပြီးလုံးဝကိုချောမွေးစွာပြောင်းလဲထားတာအတော်လေးအံ့တော်ဖို့ကောင်းပါတယ်ဒါမဲ့ဒီနေရာမှာအရေးကြီးဆုံးအချက်ကဘာလဲဆိုတော့အပြင်ပိုင်းချင်းကတ်ပုံတွေထုတ်ပိုးမှုပုံစံတွေဘလို့ပဲပြောင်းလဲသွားပါစေအနှစ်သာရဖြစ်တဲ့အဓိကသတင်းစကားကတော့လုံးဝကိုတသမတ်တဲ့ရှိနေခဲ့တာပါပဲဒါကိုဖွဲ့စည်းရဲ့အမတန်စိမ့်နဲ့ခိုင်မာမှုကိုအပြည့်အဝထင်းထင်းထားရင်းနဲ့တစ်ဖက်မှာလည်းဒေတာနဲ့ကိုက်ညီမှုကိုအမြင့်ဆုံးထက်အောင်လုပ်ဆောင်တယ်ဘလွန်ပါနာလာတဲ့မဟာဗျူဟာတစ်ခုဖြစ်ပါတယ်အဖိုင်း9အနေနဲ့အောက်ခြေကုံရမ်းနဲ့ရန်ပုံငွေရှားဖွေခြင်းဒါမှမဟုတ်အဖွဲ့အစည်းတည်ဆောက်ခြင်းဆိုတဲ့လုပ်ငန်းစဉ်ရန်တရားတွေကိုလေ့လာကြည့်ကြပါစို့ရှေးခေတ်ဂရိယောမယဉ်ကျေးမှုမှာ Ingos လို့ခေါ်တဲ့အိမ်ထောင်စုတွေရှိပါတယ်။သူတို့ဟာမိသားစုမိတ်ဆွေအလုပ်သမားတွေချိတ်ဆက်ထားတဲ့လူမှုရေးနဲ့စီးပွားရေးကွန်ရက်ကြီးတွေပါပဲ။ဒီရှေးခေတ်အိမ်ထောင်စုဦးနဲ့လေးတွေဟာတကယ်တော့အဖွဲ့အစည်းရဲ့အုံမြင့်တင်တနည်းအားဖြင့်ဆဲအုပ်စုလေးတွေအနေနဲ့အလုပ်လုပ်ခဲ့ကြတာပါ။အန်တရယ်များတဲ့အများပြည်သူဆိုင်ရာနေရာတွေကိုရှောင်ခွင်းပြီးအဖွဲ့အစည်းကိုတဘာဝအတိုင်းအမြင့်တွေကြီးထွားလာစေဖို့ဒီအိမ်ထောင်စုတွေကိုစနစ်တကျအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ဒီမှာပြထားတဲ့အမီဆိုင်တွေကိုတစ်ချက်လောက်ကြည့်လိုက်ပါဒါကိုကြည့်ခြင်းအပြင်ဒီလုပ်ငန်းစဉ်ကြီးတစ်ခုလုံးဟာလူတူတဲ့တကောတော့ဆွမ်းဆောင်ခဲ့တာဘယ်တော့မှမဟုတ်ဘူးဆိုတာအထင်ရှားပါမယ်
ပါဝေသူတွေအားလုံးဟာအဖွဲ့အစည်းတိုးချဲ့မှုကိုအဓိကမောင်းနှင်ပေးတဲ့အလွန်နဲ့ဆိုင်တဲ့ပူပေါင်းဆောင်ရွက်မှုကွန်ရက်ကြီးတစ်ခုဖြစ်စီးလုံးစွာဖွဲ့စည်းထားခဲ့ကြတာပါ နောက်ထပ်ထိုက်မြက်လွန်တဲ့နီယူရာတကူရှိတယ်ဗျာအဲ့ဒါကတော့တက်ရှင်ချုပ်တဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုကိုယ်တိုင်လုပ်ပြီးမိမိကိုယ်ကိုထောက်ပံ့ခြင်းပါပဲဒါဘဟုရန်ပုံငွေကိုမမီခိုပဲဗန်ဒါရေးလူလက်ခွင့်ကိုရစေတယ်လေဒါပြင်အလုတ္တမလူဒန်းစားတွေနဲ့တာယာတီတွေခွင့်ရစေတယ်လို့အဖွဲ့အစည်းရဲ့ယုံကြည်စိတ်ချမှုကိုလည်းအပြည့်အဝထင်တင်ပြီးနိုင်ခဲ့တာကတော့တကယ်ကိုလက်ဖြားခါလောက်ပါတယ် ကဲနောက်ဆုံးပိုင်းဖြစ်တဲ့အပိုင်း6ကိုရောက်လာပါပြီရှေးဟောင်းလမ်းညွှန်ချက်ကိုလက်တွေ့အသုံးချခြင်းအေသင်းမြို့မှသည်ခေတ်သစ်မြို့ကြီးများစီတို့ဆိုတာကိုကြည့်ကြရအောင် အခုဆိုရင်ဒီအခြေအနေနှစ်ခုကြားကအမခန့်တူညီမှုတွေကိုနိုင်ရှင်ကြည့်လို့ရနေပါပြီပထမရာစုကစီးပွားရေးဗဟိုချက်တွေအတွေးခေါ်ပေါင်းစုံပြင်းထန်နေတဲ့မြို့တွေဟာယနေ့ခေတ်ယဉ်ကျေးမှုပေါင်းစုံရှိပြီးအယူဆဝီရိုတွေပြင်းထန်နေတဲ့ခေတ်တမျိုးကြီးတွေနဲ့တပုံစံနေပါပဲဒါကြောင့်မလို့ဒီကနေ့ခေတ်မြို့ကြီးပြကြီးတွေမှာရှိတဲ့အဖွဲ့အစည်းတွေဟာလည်းရှဲခက်ကလေးပဲလိမြန်တွက်လက်ပြီးကိုနဲ့ချေဆက်မှုအားကောင်းတဲ့ချင်းကပ်မှုမျိုးကိုအတိအကျလိုအပ်နေတာဖြစ်ပါရဲ့ နာဆိုရင်စဉ်းစားကြည့်ပါကျွန်တော်ရဲ့ခစ်တဲ့အဖွဲ့အစည်းတွေရင်ဆိုင်ရတဲ့ဒီလိုခက်ခဲတဲ့စိန်ခေါ်မှုတွေကိုဖြေရှင်းဖို့အတွက်တခြားဘလို့ရှေ့ခစ်မဟာဗျူဟာတွေကများတောချက်အဖြစ်ပုံကွယ်နေနိုင်အောင်မလဲတခါတည်းမှာအနာဂတ်ကိုရှစ်ဆက်လက်နိုင်ဖို့အတွက်အကောင်းဆုံးနည်းလမ်းဟာတမိုင်းကြောင်းကိုနောက်ပြန်လှည့်ကြည့်ရင်းပဲဖြစ်နေနိုင်တယ်ဆိုတာတွေးတောရင်းနဲ့ပဲဒီနေ့ရဲ့လေ့လာစမ်းစစ်မှုကိုအဆုံးသတ်လိုက်ပါရစေအတူတကွလိုက်ပါလေ့လာပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်